தமிழை பேசுறீங்களா ஓகே இப்போ இந்த பொங்கல் செய்யறதுக்கு மகாராஜா குறுப்பு வந்து இன்னைக்கு உங்களுக்கு இந்த மாதிரி வந்து உதவி பண்றாங்க. இதை பத்தி உங்க மனசுல எப்படி சந்தோஷமா இருக்கா? சில பேருங்க நம்ம தமிழங்க வந்துட்டு இந்த தீபாவளி தான் கொண்டாடுறாங்க, பொங்கல் அவ்வளவுதான் கொண்டாட மாட்டாங்க. ஏன் தெரியாதா? தெரியாதா? ஓகே, ரொம்ப நன்றி. சரிங்க.โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်မေးခွန်းလေးတစ်ခုထုတ်ချင်တာဖြစ်ပါတယ်အနေနဲ့ပေါ့နော်ဘာမေးခွန်းလဲဆိုရင်ဒီဝါလီဆိုရင်တော့အားလုံးကပျော်ပျော်ပါးပါးနဲ့လောက်ကြတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တမန်လူမျိုးတွေနှစ်ကူးလို့ပြောရမှာပေါ့နော်ဟုတ်တယ်မနှစ်ကူးပေါ့နော်ဒီနှစ်ကူးမှကြတော့ဒါကိုတိတ်ပြီးတော့မှဂရုမစိုက်ကြအောင်အဲ့ဒါဘာတွေ့လဲကျွန်တော်မေးနေတာနဲ့ပြောပါအောင်နော်ဗမာလူဆိုရင်ကောက်တဲ့စာပွဲလို့ခေါ်တယ်ဟုတ်ကဲ့နဲ့ဟုတ်ကဲ့အဲ့တော့ဒီရဲ့ပွဲတော်ကအစင်းနဲ့အဖိုးဖွားအကုန်လုံးမိဘတွေလက်ထက်ကဟိုတောင်လူလယ်သမားတွေဖြစ်ခဲ့တဲ့အတွက်ကိုဒီဟာကိုအားလုံးကောက်တဲ့စာပွဲဆိုတဲ့အထိတ်မှန်နဲ့လေဒီလိုက်ပြီးစံတဲ့စဘာတဲ့အကုန်လုံးထွက်တယ်ဆိုပြီးအားလုံးအနားယူပြီးတော့ကောက်တဲ့စာပွဲဆိုပြီးကျင်းပါတယ်ဟုတ်ကဲ့ဒီပါလီရဲ့စာဘာအရေးကြီးလဲဒီပါလီဆိုတော့သူကောင်းလို့ဒီဝါလီဆိုတာကဒီတေဝါတဲ့လူတွေလောက်တာဒီပုံကလေးဆိုတာကျွန်တော်တမန်လူမျိုးမှာအာဒီလမန်တမလန်ဆိုတဲ့အတွက်ကိုအတိကဒီပုံကလေးဆိုတာအတိကဒါပေမဲ့လူတွေကဒါကိုတိတ်ပြီးတော့တမိုးမထားကြဘူးအဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့သူတို့ဘာပြောကြလဲသူတို့နားမလဲတာလားမဟုတ်ဘူးရှေ့ရရှိခဲ့တဲ့လူကြီးတွေပဲမသိမေးခဲ့တာလားဟုတ်အနေနဲ့ပြောပါအောင်ဒီအခုဒီဗီဒီယိုမှာကြည့်နေတဲ့လူတွေကိုပေါ့နော်ပုံကလေးကအရေးကြီးတယ်ပုံကလေးကအရေးကြီးဆုံးပဲကျွန်တော်တို့မိဘတွေလက်ထက်မှာဆိုပုံကလေးကအတိကပဲထားပြီးလုပ်ခဲ့တယ်ကျွန်တော်တို့အဖေတွေဟာလားဆိုရင်ဒီပုံကလေးပွဲတော်ကိုတလားလုံးမာရီလီတလားမှာသွားတဲ့မဖိုးတော်မရအောင်အဲ့မှာဒါကြောင့်အစောကြီးထကျွန်တော်တို့လည်းအခုချိန်ကြီးတလားဥပုသ်ဆောင်တယ်ပုံကလေးဆိုကျွန်တော်ကအပြောဆုံးတယ်ပုံကလေးမှာဗီတူပုံကမာတူပုံကကန်နီပုံကအဲ့ဒါအဓိကပဲဟုတ်ကဲ့ကျွန်တော်တို့အာဒီလေးမှန်တမလန်းဆိုတော့တော့တာဒါပေမဲ့တိကြတာမတိကြတာဆိုတာတော့ကျွန်တော်တို့မသိဘူးမတိဖို့တော့များတယ်နော်ဟုတ်တော့ပုံကလေးကဘယ်နည်းဆိုတာတော့တချို့ကမသိကြဘူးဒါအရေးကြီးဆုံးပဲကျွန်တော်တို့ကပုံကလေးပွဲတော်ဆိုတာအဲ့တော့အနေဟိုဘက်ကိုလှည့်ပြီးတော့လေတမန်လူမျိုးတွေပုံကလေးကိုဥဒါပေးကြပါလို့တခုနှစ်ခုတော့ပြောပါကျွန်တော်တို့တမန်အာဒီလေးမှန်တမလန်းဆိုပြီးတော့အားလုံးကပုံကလေးကိုအဓိကထားပြီးလုပ်အောင်ဟုတ်ကဲ့မတိတာကိုလည်းပြန်ပြီးတော့နှပေးကြပါအားလုံးကျွန်တော်တို့တမန်လူမျိုးတွေကဟုတ်ကဲ့ခုနပြောဒီပါလီဆိုရင်ပွဲတော်အဓိကသွားပြီးတော့ဝယ်ကြတယ်အဝတ်စားလုပ်ကြတယ်ဒီပါလီကအဲ့လောက်အရေးမကြီးဘူးအဓိကပုံကလေးဆိုတာအရေးကြီးတယ်ဟုတ်ကဲ့ပါမဟာရာဇာလို့ရှိရင်ကျွန်တော်တမလူမျိုးမှာအရေးကြီးဆုံးကတော့ပုံကဲနေဖြစ်ပါတယ်ကျွန်တော်ပုံကဲကိုလာမနှစ်မှာဒီတက်မကအကောင်းဆုံးလုပ်နိုင်မှုတွေပူတောင်းပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကပေါင်းနေပြီလို့